မိတ်ဆွေကသမင်းဆိုင်ဒါမှမဟုတ်အစားအသောက်ဆိုင်ဖွင့်ကျင်နေဆိုရင်ဒီဗီဒီယိုလေးကိုစောအောင်ကြည့်ပေးပါဗျတကယ်တော့ကျွန်တော်ကဒီမီကွန်းလေးကိုဖြည့်ကျင်တာပါသူကအချက်ပြုတ်ပိုင်းကိုဝါသနာပါတယ်တိတိနဲ့ရင်းနှီးလေးလည်းရှိတယ်ဆိုင်ကငှားပြီးတော့ဖွင့်ကျင်တယ်အဲ့ဒါကိုက်နိုင်တာမကိုက်နိုင်လားဆိုတဲ့ကိစ္စပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖြည့်ပေးချင်တာဖြစ်ပါတယ်အားလုံးမင်္ဂလာပါစီးစီးနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့လုပ်ငန်းငယ်တွေရဲ့စီးပွားရေးနဲ့ marketing ဘက်ကိုတိုးတက်အောင်ကူညီပေးနေတဲ့အောင်ကိုဖြစ်ပါတယ်မိကိုပိုင်ရှင်ကတော့ဘယ်မျိုးပဲနေရာမှာဖွင့်မယ်ဆိုတာတော့မပါဘူးဒါပေမဲ့ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာပြောခဲ့တဲ့ process ကိုပဲပြန်ပြီးတော့ပြောရပါလိမ့်မယ်ပထမဦးဆုံးကျွန်တော်တွက်ချက်ရမှာကကုန်ကြစည်ပိုင်းပေါ့နော်အဲ့ဒီမှာလုပ်ငန်းမစတင်ခင်ကုန်ကြစည်နဲ့လုပ်ငန်းလဲပတ်တဲ့အချိန်မှာကုန်နဲ့ကုန်ကြစည်ဆိုတော့လုပ်ငန်းမစတင်ခင်ကုန်ကြစည်မှာဆိုင်ကငှားကတစ်လ9သိန်းနဲ့ပဲကျွန်တော်တို့တွက်ရလွယ်အောင်တွက်လိုက်မယ်တစ်နှစ်စာစနစ်5လီ60သိန်း60ပြီးတော့အခန်းပြင်းနဲ့ခုံတွေဝဲမယ်ပကံဖက်ရောက်တွေဘာညာတွေဝဲမယ်သိန်း60ထားလိုက်စုပေါင်းသိန်း120ကုန်သွားပြီအဲ့ဒီမှာပထမအခန်းကဖြစ်တဲ့9သိန်းကတော့လားစဉ်ကျွန်တော်တို့မဖြစ်မနေပေါ်ရမယ်ဒုတိယအိုးခွက်ပကံခွက်ရောက်တွေနဲ့ဆိုင်ငန်းပြင်လိုက်တဲ့360ကတော့တစ်နှစ်အတွင်းပြန်ပေါ်ဖို့ဆိုရင်နည်းနည်းလေး cash flow ကျက်သွားမှာဆိုတော့ကျွန်တော်2နှစ်နဲ့ပဲတွက်လိုက်မယ်24လနဲ့ပြန်စားလိုက်ရင်တစ်လောက်2သိန်းခွဲဆိုင်ငန်းက9သိန်းခုနကပြင်ဆင်စရိတ်ကတစ်လောက်2သိန်းခွဲဆိုတော့9သိန်းခွဲတစ်လတိုင်းမှာကျွန်တော်တို့9သိန်းခွဲပြန်ပြီးတော့ကျွန်တော်တို့ဖော်ရမှာပြီးတော့လုပ်ငန်း level စင်မှာရေဘိုးမီးဘိုးလုံသမားစရိတ်ဒါတွေအားလုံးပါမယ်အဲ့ဒါတွေအားလုံးကိုကျွန်တော်ကအကြမ်းမြင့်9သိန်းလို့သတ်မှတ်လိုက်တယ်ဒါကတော့ကိုကတပိုင်းတစ်နိုင်လုပ်မယ်ကိုကနဲ့ကိုလုပ်မယ်ပေါ့နော်ကိုအခါကိုထဲမတွက်ထားသေးဘူးဆိုတော့9သိန်းဆိုရင်ခုနက9သိန်းခွဲဆိုလို့ရှိရင်17သိန်းခွဲအဲ့တော့ operation ရောဒီ initial ရောကပြန်မြကျွန်တော်13သိန်းကနေ15သိန်းကြားကုန်မယ်လို့ကျွန်တော်တွက်ချက်လိုက်တယ်ဆိုတော့သမင်းဆိုင်လုပ်ငန်းရဲ့အမျက်ရာခိုင်နှုန်းက35ရာခိုင်နှုန်းမြတ်တယ်လို့ဒီမှုရထားလိုက်မယ်ပေါ့နော်ဒါကတော့ကိုလုပ်တဲ့လုပ်ငန်းနေရာရဲ့အနေအထားကုန်ကျန်းဈေးကြီးမှုဈေးသက်သာမှုတွေပေါ်မှာမူတည်ပြီးတော့ရောင်းလို့ရတဲ့ pricing ဖွင့်လို့ရတဲ့ဈေးနှုန်းအနေအထားတွေပေါ်မှာမူတည်ပြီးတော့ကွာခြားချက်တော့ရှိမှာဗျာဒါပေမဲ့ကျွန်တော်ဒီနေရာမှာရေဘူးရ35ရာခိုင်နှုန်းလို့ထားလိုက်မယ်တနေ့ကို2သိန်းဖို့ရောင်းရရင်တစ်လကို360ဖို့ရောင်းရတယ်360ဖို့ရောင်းရရင်35ရာခိုင်နှုန်းအမြတ်ဖြစ်တဲ့အတွက်ကြောင့်မလို့21သိန်းမြတ်တယ်အဲ့ဒါ21သိန်းကအကျန်းအမြတ် gross ပေါ့နော် gross profit လို့ခေါ်တယ်အဲ့21သိန်းအမြတ်မှာကျွန်တော်ခုနပြောလိုက်တဲ့ပထမကုန်ကြစည်ဖယ်ရမယ်ဟာနဲ့လားချိန်ကုန်ကြစည်က73သိန်းနဲ့15သိန်းရောက်မှာဖြစ်15သိန်းပဲထားလိုက်15သိန်းကိုနှုတ်လိုက်လို့ရှိရင် net profit လို့ခေါ်တယ်အတတင်အမြတ်ဒီတစ်လကို6သိန်းမြတ်တယ်တနေ့ကို2သိန်းဖို့ရောင်းနိုင်ရင်တစ်လကို6သိန်းလုံးဝမြတ်တယ်တကယ်လို့တနေ့ကို3သိန်းခွဲဖို့ပဲရောင်းနိုင်တယ်ဆိုလို့ရှိရင်ကွက်တိအရင်လောက်ပဲကြာမယ်ပြင်ပန်းတာအမြတ်တနေ့ကို3သိန်းဖို့လောက်ပဲရောင်းရတယ်ဆိုရင်တေချာပေါက်ရှုံးပြီထမင်းဆိုင်အနေနဲ့ကတော့ကျွန်တော်တို့အဝါစားအနေနဲ့ကျွန်တော်အလွယ်တွက်လိုက်မယ်တွက်ရလွယ်အောင်ကျွန်တော်1000လို့ပဲထားလိုက်မယ်အဝါစား1000ဆိုရင်တနေ့ကိုအယောက်20ရောင်းရရင်2သိန်းဖို့အဲ့တော့တစ်လကို360ရောင်းရတယ်ဆိုလို့ရှိရင်35ရာခိုင်နှုန်းအမြတ်နဲ့21သိန်းခုန15သိန်းကိုနေ6သိန်းမြတ်တယ်တနေ့ကို3သိန်းမိုးပဲရောင်းရတယ်ဆိုလို့ရှိရင်လားစဉ်2သိန်းကနေ5သိန်းကြားမှာရှုံးမယ်တစ်လကို5သိန်းရှုံးတယ်ဆို10လဆိုသိန်း5လည်းရှုံးသွားမယ်ဟုတ်ပြီကျမတို့ကတော့မရှုံးဘူးတေးကြတယ်တနေ့ကို2သိန်းမိုးကတော့ရောင်းရလောက်တယ်ကျွန်တော်တို့နားမှာရုံးနေရှိရဲဘာတွေရှိရဲညာတွေရှိရဲပေါ့နော်ဒါမျိုးအစားအသောက်ဆိုင်တစ်ဆိုင်ရဲ့အဓိကမြတ်ဖို့အတွက်ကအယောင်ပိုင်းမှာအရေးကြီးတယ်လို့ဒီမီးဖို့ကြောင့် controlling ပေါ့နော် day to day ဘယ်လောက်ရောင်းရတယ်ဘယ်လောက်အနေထားချက်မယ်အဲ့ဒီဟာ waste မဖြစ်အောင်အဲ့ဒီဟာထိမ့်သိမ့်နိုင်မှအဆင်ပြေမယ်အဲ့ဒါကိုမထိမ့်သိမ့်နိုင်ရင်ကြံမယ်ပြုတ်မယ်ဘာညာဆိုလို့ရှိရင်ဒါတော့လေးစိုးသွားတယ်နောက်ဆုံးပြန်ချုပ်မယ်ဆိုရင်ကျွန်တော်ခုပြောတဲ့အကြောင်းအရာလေးကိုကိုတကယ်လုံးမဲ့နေရာက data လေးနဲ့ထည့်ပြီးတော့တွက်ချက်လိုက်မယ်ဆိုလို့ရှိရင်เนาะအကိုအမအနေနဲ့လုံးလို့အဆင်ပြေနိုင်မပြေနိုင်ဆိုတာကိုကိုယ်တိုင်ဆုံးဖြတ်နိုင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့ကတော့ဒီလောက်ပါခင်ဗျကျွန်တော်နောက်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်ဗျာ